ရန်ကုန်မြို့မှာလူတွေတတိမထားမိသေးတဲ့လှုပ်ဝက်နေရတဲ့ရှိနေတဲ့ဆိုရင်တင်တို့ယုံကြည်နိုင်မလားမင်္ဂလာပါပရိသတ်ကြီးမြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ရန်ကုန်မြို့ဟာရွှေတကုံဖျားဘူတရောင်ဖျားပါဝင်နာမည်ကြီးဖျားစီတွေပထိုးတွေနဲ့တာလူသိညာတော့မဟုတ်ပါဘူးကိုလိုနီခေတ်အဆောက်အုံဟောင်းတွေမြေအောက်ခြေမှာနင်းမြုပ်နေတဲ့တမန်းဝင်အမွေနှစ်တွေနဲ့အတူဒီမြို့မှာထူးခြားစမ်းကြဲတဲ့နေရာတွေလည်းအများကြီးရှိနေပါတယ်ဒီနေရာတွေဟာမြို့ကန်တွေကြားထဲမှာတော့လူသိနေပြီးတချို့ဆိုရင်တမန်းဝင်လျှို့ဝှက်ချက်တွေနဲ့တဘာဝလုံးကောလာဟလတွေအထိရစ်ပတ်နေတတ်တာကြောင့်စွန့်စားရှာဖွေလိုသူတွေအတွက်စိတ်ဝင်စားစရာအကောင်းဆုံးနေရာတွေဖြစ်ပါတယ်ဒီတစ်ခါမှာတော့ရန်ကုန်မြို့ရဲ့လူသိနေတဲ့ထူးဆန်းတဲ့နေရာ၄ခုအသေးစိတ်ဖော်ပြပေးချင်ပါတယ်တစ်စူးလေဖျားလမ်းမမြေရောက်ဥမင်လိုင်ကောင်းစူးလေဖျားရန်ကုန်မြို့ရဲ့အထင်ကဲနေရာတစ်ခုဖြစ်ပေမဲ့ဒီဖျားအနီးတစ်ဝိုက်မှာမြေအောက်ဥမင်လိုင်ကောင်းတွေရှိနေတယ်ဆိုတာကိုတော့လူအနည်းစုသာသိကြပါတယ်ဒီဥမင်လိုင်ကောင်းတွေဟာကိုလိုနီခေတ်တည်းကတည်ဆောက်ခဲ့တာဖြစ်ပြီးစစ်အတွင်းမှာခိုလုံရနေရာဖြစ်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်လက်ရှိအချိန်မှာတော့ဒီဥမင်လိုင်ကောင်းတွေကိုပိတ်ဆို့ထားပြီးဝင်ရောက်ခွင့်မရှိပါဘူးဒါပေမဲ့ဒေသခံတချို့ကတော့ဒီဥမင်လိုင်ကောင်းတွေထဲမှာစစ်အတွင်းမှာတည်ဆုံခဲ့တဲ့စစ်သားတွေရဲ့မိညင်တွေရှိနေတယ်လို့ယုံကြည်ကြပါတယ်ညဘက်ဆိုလို့ရှိရင်ဥမင်လိုင်ကောင်းအဝင်ဝအနီးမှာထူးဆန်းတဲ့အတန်တွေကြားရတယ်ဆိုတဲ့ပြောဆိုမှုတွေလည်းရှိပါတယ်နှစ်ရန်ကုန်မြေအတွင်းမှာနင်းမြုပ်နေတော့ Dutch တင်မောရန်ကုန်မြေအတွင်းမှာလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကနင်းမြုပ်သွားခဲ့တဲ့ Dutch တင်မောတစ်စီးရှိနေဆိုတာတင်သိပါသလားတမိုင်းမှတ်တမ်းတွေရကိုနင်ဒေးဗစ်လို့အမည်ရတဲ့အရှေ့အိန္ဒိယကုမ္ပဏီပိုင်တင်မောကဂိုးဟုတ်အငူကနေပြီးဘာတာဗီးယားမြို့ယခုဂျာကာတာမြို့ကိုရွှက်လင့်ခဲ့ပြီးတော့အဲဒီကနေတစ်ဆင့်ပဲခူးကိုဆက်လက်ထောက်ခွာရာလမ်းမှာရန်ကုန်မြေအတွင်းမှာနင်းမြုပ်သွားခဲ့တာဖြစ်ပါတယ်ဒီတင်မောဟာရန်ကုန်မြေအောက်ခြေမှာနှစ်ပေါင်းများစွာမြုပ်နှံနေပြီးတော့ဒေသခံတွေကြားမှာဒဏ္ဍာရီဆန်ဆန်ဖြစ်နေပါတယ်တချို့ကတော့တင်းမောပေါ်မှာတန်ဖိုးကြီးရတနာတွေပါတယ်ဆိုပြီးတော့ယုံကြည်ကြပြီးတော့တချို့ကတော့တင်းမောနင်းမြုပ်စဉ်တည်ဆုံးသွားခဲ့တဲ့တင်းမောသားရဲ့တဆေတွေဝိညာဉ်တွေမြစ်အတွင်းမှာလှည့်လည်နေတယ်လို့ဆိုကြပါတယ်ဒီတင်းမောရဲ့အကြောင်းကတော့လူသိနေပြီးရန်ကုန်မြစ်ရဲ့ထူးဆန်းတဲ့လှုပ်ဝက်ချက်တစ်ခုဖြစ်ကြန့်ရှိနေစေပါ၃ဘားကဲကြောက်ရန်ကုန်မြို့မှာလူသိနေတဲ့ထူးဆန်းတဲ့နေရာနောက်တစ်ခုကတော့ကြည့်မြင်နိုင်တဲ့စမ်းချောင်းမြို့နယ်အစပ်မှာရှိတဲ့ဘားကဲကြောက်ပါပဲဒီကြောက်ဟာတဘာဝအလျောက်ဖြစ်ပေါ်လာတာဖြစ်ပြီးတော့နှစ်ပေါင်း100ကျော်တက်တန်းရှိနေပါပြီဘားကဲဆိုတဲ့အမည်ကတော့မွန်ဘာသာစကားဘားကနေပြီးတော့ဆင်းတက်လာပြီးတော့စူးကြုံတော့ပေါက်ရကြောက်လို့အမည်ရပါတယ်ကုန်းမောင်ခေတုံကတော့ဒီနေရာကိုအနောက်တောရကြီးဖြစ်သတ်မှတ်ခဲ့ပြီးတော့စိန်ကြီးမြိုင်ကြီးတွေနဲ့ခံတက်မြို့တော်လုပ်ခဲ့ဘူးတယ်လို့ဆိုကြပါတယ်နောက်ပိုင်းရန်ကုန်မြို့တစ်တိဆောက်တဲ့အချိန်မှာတော့မြေနီကုန်းဘက်ကနေပြီးတော့မြေတွေတည်ယူလာပြီးတော့မြို့တွေကအင်းတွေအိုင်တွေကြောက်တွေကိုဖိုးခဲ့ရတာနေဒီဘားကဲကြောက်ကြီးပဲကြံ့ရစ်ခဲ့တာပါဒီကြောက်ဟာလှိုင်မြစ်ရေမျက်နှာပြင်ထက်နှိမ့်တဲ့နေရာမှာရှိပြီးတော့ဒီရေအတက်ကြရှိတာကြောင့်ရှေးခေတ်မြစ်ရထားလမ်းဖောက်လို့ရမှာတိဆောက်ရမှာအခက်ခဲအများဆုံးနေရာတစ်ခုဖြစ်နာမည်ကြီးခဲ့ပါတယ်ယခုချိန်မှာတော့ကြောက်အပေါ်ကိုဖြတ်သွားတဲ့ရထားလမ်းတရားအုပ်မှာကားလမ်းဖောက်လို့ထားတာကိုတွေ့မြင်နိုင်ပါတယ်ဒီနေရာတမိုင်းဝင်အင်ဂျင်နီယာလက်ရတစ်ခုဖြစ်လဲတန်ဖိုးရှိနေစေပါ၄ရန်ကုန်တက္ကသိုလ်ထီကိုလက်အဆောက်အုံရန်ကုန်တက္ကသိုလ်ထဲမှာတချင်ကထီကိုလက်အဆောက်အုံဆိုတာရှိခဲ့ပူပါတယ်ဒီအဆောက်အုံဟာထီအမိုးကုန်း6ခုပါဝင်တဲ့ထူးခြားလှပတဲ့ဘီသူကလက်ရတစ်ခုဖြစ်ပြီးတော့တက္ကသိုလ်ဝင်းထဲကထင်ကရနေရတစ်ခုဖြစ်လဲဖြစ်ခဲ့ပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့မူလပုံစံတိုင်းမကြန့်ရှိတော့ပါဘူးထီအမိုးကုန်း၄ခုဟာပျက်စီးပြိုကျလူနေပါအခြေအနေဖြစ်လာတဲ့အတွက်ပုံစံမတူတဲ့အဆောက်အုံအသစ်တွေနဲ့အစားထိုးတည်ဆောက်ခဲ့လို့သိရပါတယ်အခုဆိုရင်တော့ထီအမိုးကုန်း၅ခုသာကြန့်ရှိနေပါတယ်ဒီနေရာဟာတက္ကသိုလ်ကျောင်းသားဟောင်းနေဒေတာခံတွေကြားထဲမှာတော့လူသိနေနေစေဖြစ်ပြီးတော့ရန်ကုန်မြို့ရဲ့ KSS ပြောင်းလဲမှုကိုပြသနေတဲ့တမိုင်းဝင်အမှတ်တရနေရာတစ်ခုလည်းဖြစ်ပါတယ်ဒီလိုလှုပ်ဝက်ချက်တွေဖုံးကွယ်ထားတဲ့ရန်ကုန်မြို့မှာတင်မတိတဲ့နေရာတွေများစွာရှိနေစေပါဒီနေရာတွေထဲမှာတင်အများဆုံးစိတ်ဝင်စားတာဘယ်တစ်ခုဖြစ်မလဲကောမန့်မှာပြောခဲ့ပါနောက်ထပ်ဒီလိုထူးဆန်းတဲ့နေရာတွေဆက်လက်ဖော်ပြပေးမယ်ဆိုတော့ follow subscribe လုပ်ထားဖို့မမေ့ပါနဲ့ဗျာ